အတင်းပြောတတ်တဲ့သူတွေကအားကြီးတဲ့သူကိုရောအားနည်းတဲ့သူကိုရောနှစ်မျိုးလုံးကိုပြစ်မှတ်ထားပြီးတော့အတင်းပြောတတ်တာပါနော်အားကြီးတဲ့သူဆိုလို့ရှိရင်လည်းသူ့ရဲ့တည်ငြိမ်မှုကိုကြည့်ပြီးတော့ကြောက်လန့်ပြီးတော့မှအတင်းပြောတတ်ကြတာပါအားနည်းတဲ့သူဆိုလို့ရှိရင်လည်းသူကတိတိစိတ်စိတ်နဲ့သူ့ကိုယ်သူမကာကွယ်နိုင်တဲ့အတွက်ကြောင့်မလို့လွယ်လွယ်ကူကူနဲ့ကြောလို့ရတယ်ဆိုပြီးတော့အတင်းပြောတတ်ကြတာပါအဲ့ဒါကြောင့်မလို့ကိုအတင်းပြောခံနေရပြီဆိုလို့ရှိရင်ကိုကဒီလိုမျိုးအရန်အားကြီးတဲ့သူလည်းဖြစ်နေနိုင်တယ်လို့အရန်အားနည်းနေတဲ့သူလည်းဖြစ်နိုင်ပါတယ်နော်ကိုနဲ့ပထမတစ်ရက်မှာပုံမှန်စကားပြောနေရင်နောက်တစ်နေ့ရောက်တော့မှကိုယ့်အပေါ်မှာပြောတဲ့လေတန်းတွေပြောင်းသွားတာကိုယ့်ပေါ်ဆက်ဆံတဲ့ပုံစံတွေပြောင်းသွားမျိုးကြုံမှုကြလာရင်အဲ့ဒါကကိုစိတ်ထင်တာမဟုတ်ဘူးနော်ကိုအเจ้าကိုတယောက်ယောက်ကမကောင်းပြောထားလို့ပါကောလာဟာလာတွေဆိုတာကအမှန်တရားထက်ပိုပြီးတော့ခရီးရောက်လွယ်ပါတယ်လူတွေအတင်းပြောကြရဲဆိုတာကတယောက်အကြောင်းကိုဆက်စုကြလို့မဟုတ်ပါဘူးနော်သူတို့ရဲ့စိတ်မလုံခြုံမှုကြောင့်ပဲအတင်းတွေပြောရကြတာပါကိုကတည်တည်ငြိမ်ငြိမ်နေတဲ့အတွက်သူတို့မှာစိတ်ပူဝင်တော့ကတွေရှောင်နေရတယ်ကိုကတိတိစိတ်စိတ်နေတဲ့အတွက်သူတို့ကိုသူတို့မလုံမလဲတွေဖြစ်နေကြရတာပါအဲ့ဒါကြောင့်မလို့သူတို့တွေကစကလုံးတွေနဲ့ကိုတိုက်ခိုက်ဖို့ကြိုးစားကြတာပါကိုအကြောင်းမဟုတ်ကသတင်းတွေလွှင့်ပြီးတော့ကို့အပေါ်မှာတခြားလူတွေကအမြင်ဆောင်လာအောင်လို့ရှောက်ပြီးတော့ပြောရကြတာပါအဲ့ဒီလိုလူမျိုးတွေကကိုယ့်ဆရာတုံ့ပြန်မှုတစ်ခုခုကိုအရန်စာလောင်နေကြတဲ့သူတွေပါနော်အဲ့ဒါကြောင့်မလို့သူတို့စိတ်တိုင်းကြလုံးဝပြုတ်ခွင့်မပေးပါနဲ့သူတို့ကိုဘလို့မှမတုံ့ပြန်ပါနဲ့နော်တိတိစိတ်စိတ်နေခြင်းကအင်အားတစ်ခုပါပဲပြီးတော့ကိုယ့်ရဲ့စိတ်ကိုကာကွယ်ထားပါဒီသတင်းကိုဘယ်သူဖြန့်တာလဲဆိုတာကိုတေချာသိအောင်လုပ်ပါနော်သူတို့ဘက်ကဘလောက်ပဲလိမ့်နိုင်ကိုယ့်ရဲ့အမှန်တရားကိုပဲပို့ပြီးတော့လူတွေများများသိအောင်ကြိုးစားပေးပါနော်နောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုအဝင်းဝိုင်းတွေကိုသူတို့လိုလူမျိုးတွေကိုလုံးဝအဝင်မခံပါနဲ့သူတို့ဘက်ကပြောတဲ့စကားတွေကိုကိုလိုက်ပြီးထိန်းချုပ်လို့မရပါပဲကိုတိဆောက်ထားတဲ့အရာကိုတော့ကိုထိန်းချုပ်လို့ရပါတယ်နော်အဲ့ဒါကြောင့်မလို့သူတို့ပြောချင်တာပြောပါစီအချိန်တန်လို့ရှိရင်တော့အမှန်တရားနဲ့ကောလာဟာလာတွေကကွဲသွားမှာပါပဲနော်